အမြက်ကဘလောက်ပဲရနှစ်တိုင်းရဲ့အမြက်က90ရာခိုင်နှုန်း investor ကိုခွဲပေးရမယ် rich ဆိုတာဘာကြီးလဲဆိုတော့ဒီ real estate investment လို့ခေါ်ရဲအရန်ကိုကောင်းတဲ့ product တစ်ခုပဲဘာကြောင့်အဲ့လိုပြောတာလဲနိုင်ငံတိုင်းမှာသူ့ရဲ့အစိုးရသတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတစ်ခုရှိတယ် FN ကနေလှုပ်ထားတဲ့လိုက်တဲ့ investment တိုင်းမှာရလာတဲ့အမြက်ဟာအနည်းဆုံး90ရာခိုင်နှုန်းက rich ကိုဝယ်လိုက်တဲ့လူကိုမရှိမဖြစ်ခွဲပေးရမယ်ဘာသဘောလဲ store တို့ index fund တို့အဲ့ဟာကတို့အမြက်ခွဲလဲရတယ်မခွဲလဲရတယ်ဥပမာသူတို့ရဲ့ခု Mr. Buffett တို့ Charlie Munger တို့အဲ့တော့သူတို့ဖွင့်ထားလိုက်တဲ့ company ဒီနှစ်ပေါင်း60ကျော်ရှိခဲ့ပြီသူတို့တစ်နှစ်မှအမြက်မခွဲထားဘူးတစ်ချက်မှမခွဲဘူးမခွဲပေမဲ့သူ့ရဲ့ share ကဈေးနှုန်းကအရန်ပါနေသေးရဲ့အဲ့ကြောင့်မို့ store တို့ index fund တို့ fund မှန်တွေများအားလုံးကသူတို့မှာအမြက်ခွဲလဲရမခွဲလဲရသူတို့ရဲ့သဘောဒါပေမဲ့ဒီ rich ကမရအောင်နိုင်ငံတော်ကနေဒီမှာ investment လုပ်တော့အမြက်ကဘလောက်ပဲရနှစ်တိုင်းရဲ့အမြက်က90ရာခိုင်နှုန်း investor ကိုခွဲပေးရမယ်အဲ့တော့ဒါဆိုရင်တော့သူတို့ရဲ့ငွေရေးကြေးလွတ်မြောက်ဖို့အတွက် income ဖြစ်စေတဲ့ asset ကိုဝယ်ဖို့အတွက်ကငါတို့ရဲ့ချမ်းသာမှုရဲ့ပထမတလမ်းပဲအဲ့တော့ဒါဝယ်လိုက်တော့နှစ်စဉ်နှစ်တိုင်းကဘာလို့ရလဲအိမ်ငါခယူနေတယ်လို့ပဲဒါပေမဲ့ငါတို့ကငွေပမာဏအကြီးကြီးခုနပြောလိုက်တဲ့တိုက်လေးတွေကိုတော့ဝယ်ဖို့အတွက်ကမလွယ်ဘူးအဲ့တော့ငါတို့ဘာလို့ rich ကိုနည်းနည်းဝယ်တော့ဘယ်လိုပဲဖြစ်ဝယ်လို့ရှိရင်ငါကပိုင်နေမှာပဲတစ်စိတ်တစ်ပိုင်းပိုင်နေမှာပဲရလာတဲ့အမြက်လဲငါ90ရာခိုင်နှုန်းခံစားနေရမှာပဲ rich ကရောသူအမြက်ဝေစုကဘယ်လိုခွဲကြလဲ American ရဲ့ rich ကသူသတ်မှတ်ထားတာက3လတစ်ချိန်ခွဲရမယ်တစ်နှစ်မှာဘယ်နှချိန်ခွဲရ4ချိန်ဟောင်ကောင်နဲ့တရုတ်ကရောနှစ်ဝက်တစ်ချိန်ခွဲတယ်ဘယ်ခုနှစ်ကစတည်ပြီးတော့ပေါ်ပေါက်လာလဲဆိုတာ1991ကဘာပေါ်မှာပေါ့နော်ကြီးရောက်နေတဲ့နိုင်ငံလေးတွေကစပြီးတော့ပေါ်လာပြီးတော့အရန်ကောင်းတယ်အားလုံးကအရန်ကြိုက်တယ်စင်ကာပူတို့ဘာညာလောက်တာလည်းအရန်ကောင်းတယ်အထိတ်ဆုံးရောက်နေတာကတော့ American နဲ့ Hong Kong ပဲ First step